ကရင်ပြည်နယ်ဖားအံမြို့ရှိစစ်ကော်မရှင်တပ်စစ်ဆေးရေးဂိတ်တွေမှာရှမ်းပြည်နယ်မှတ်ပုံတင်73မြင်းဆောင်ကင်ဆောင်ထားသူတွေကိုဖမ်းဆီးစစ်ဆေးမှုတွေတင်းကျပ်နေတယ်လို့သိရပါဗျ။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကိုစစ်ကောင်စီတပ်နဲ့ BGF အဖွဲ့တွေကအရင်ကအကာအကွယ်ပေးထားရာကနေအခုရက်ပိုင်းမှာနှိမ်နှင်းပြနေတဲ့အတွက်အဲဒီကနေထွက်ပြေးလာသူတွေတဲကရှမ်းပြည်နယ်မှတ်ပုံတင်ကင်ဆောင်ထားသူအများအပြားဟာမြဝတီဖားအံနဲ့ဆက်ဆက်မြို့တွေစီရောက်ရှိလာနေတာကြောင့်စစ်ဆေးရေးဂိတ်တွေမှာတင်းကျပ်နေတာဖြစ်တယ်လို့မြဝတီမြို့မှာရှိတဲ့ရင်မောင်းတအုပ်ကပြောပါရယ်ရှမ်းပြည်နယ်မှတ်ပုံတင်နိုင်ငံသားစစ်ဆေးရေးက73မြင်းဆောင်ကင်ဆောင်ထားတဲ့ကြားဖြန့်တရုတ်တွေကိုကရင်ပြည်နယ်ဖားအံမြို့ကနေရန်ကုန်အရောက်ခေါ်ယူတဲ့ဆောင်ကတယောက်ကို730ကနေ750အထိပေါက်ဈေးရှိနေတယ်လို့မြို့ကန်တွေထံကနေသိရပါရယ်ဒါကြောင့်မှောင်ခိုသွင်းသူတွေကဖားအံမော်လမြိုင်နဲ့ပဲခူးလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့စစ်ဆေးရေးဂိတ်တွေကိုလိုင်းကျေးပေးပြီးဖျက်ရတာရှိသလိုနီလန်းမျိုးစုံသုံးပြီးကြော်လွှားရတာတွေရှိကခရီးလန်းတဝက်မှာတင်ဖမ်းမိသူတွေလည်းရှိနေတယ်လို့သိရပါဗျ။တရုတ်နိုင်ငံသားအချို့ဟာစစ်ကောင်စီလက်အောက်ခံလာဝကဝန်ထမ်းတွေကိုလက်ထိုးပြီးရှမ်းပြည်နယ်မှတ်ပုံတင်ကိုနီလန်းအမျိုးမျိုးနဲ့ရယူကိုင်ဆောင်ထားကြကအခုချိန်မှာကြားဖြန့်လုပ်ငန်းမှာပါဝင်ပတ်သက်ခဲ့တဲ့အတွက်ဖမ်းဆီးစစ်ဆေးခံရဖို့ရှိတာကြောင့်ခရီးဆက်ဖို့အခက်ကြုံနေရပြီးပိတ်မိနေကြတာလည်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေဟာမော်လမြိုင်ကြိုက်ထုံမြို့တွေအထိဝင်ရောက်လာနေပြီးဟိုတယ်တွေမှာလည်းတရုတ်တွေနဲ့ပြည့်နေတယ်လို့သိရပါတယ်။စစ်ကော်မရှင်စစ်ဆေးရေးဂိတ်နဲ့ရထားဘူရာတွေမှာရှမ်းပြည်နယ်73မြင်းဆောင်မှတ်ပုံတင်နဲ့ရခိုင်ပြည်နယ်17မြင်းဆောင်မှတ်ပုံတင်ကင်ဆောင်ထားသူတွေကိုဖျက်ဆီးသွားလာခွင့်မပြုသလိုဖမ်းဆီးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။